ဖိုးလာမင်းစီလဲသွားခြင်းဟိုးရှိတော့ငါပေါ့ကလေးတို့ရဲ့ဆက်စုတက်တဲ့ဖိုးကဲဆိုတဲ့ယုံလေးတစ်ကောင်ရှိခဲ့တဲ့ဖိုးကဲဟာညာတိုင်းကောင်းကင်ကလာမင်းကြီးကိုကြည့်ပြီးအမြဲတမ်းစိတ်ကူးရင်နေတတ်တာပေါ့တညမှာတော့ထူးထူးခြားခြားပဲရွှေရောင်လေးပြကြီးတစ်ကောင်ရောက်လာပြီးဖိုးကဲကိုမော်ပုံလေးတွေဖြူပေးလိုက်တဲ့ကဲဖိုးကဲရေမင်းသွားခြင်းနဲ့လာမင်းကြီးစီကိုအခုပဲပြန်တက်လိုက်တော့လို့ပြောလိုက်တဲ့ဖိုးကဲလေးဟာကောင်းကင်ရံကိုပြပြပပလေးပြန်တက်သွားခဲ့တယ်လမ်းမှာတိတ်တိုက်ဖြူဖြူကြီးတွေကိုခုံပေါက်ဆော့ကစားခဲ့တယ်လို့ကျဲစုလေးတွေကလည်းမိအိမ်လေးတွေနဲ့လမ်းပြပေးခဲ့ကြတယ်နောက်ဆုံးမှာတော့တလက်လက်တောက်ပနေတဲ့လာမင်းကြီးဘော်ကိုရောက်သွားပါတော့တယ်လာမင်းကြီးဘော်မှာငွေရောင်တက်တောင်မြင်တွေတကြားလုံးပန်းမြင်တွေနဲ့တိတ်ကိုလှတာပဲကလေးတို့ရေအဲ့ဒီမှာလက်နဲ့သားလေးကဖိုးကဲကိုလာမင်းကိတ်မုံတွေနဲ့ကျွေးမွေးပြီးကဘာမြေကြီးကိုပြန်ရောက်ရင်တစ်ပင်လေးတွေကိုချစ်ပါတငယ်ချင်းတွေကိုကူညီပါလို့မှာကြားလိုက်ပါတယ်ဖိုးကဲလေးဟာပြုံးစွာနဲ့ပဲအိမ်ကိုပြက်ဆင်းလာခဲ့တယ်။အိမ်လေးကစားပြီးဖိုးကဲလေးဟာအိမ်ငါထပ်ပိုးလိမ့်မှာပြီးတဘာဝပတ်ဝန်းကျင်ကိုချစ်တတ်တဲ့ယုံလေးတစ်ကောင်ဖြစ်သွားပါတော့တယ်ကလေးတို့ရေ။ဒီပုံမြင်လေးရဲ့သင်ခန်းစာကတော့အိမ်မက်တွေကိုကောင်းတဲ့ပုံဖို့တတိရှိရမယ်ပြီးတော့ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုလည်းအမြဲတမ်းတမိုးထားစောင့်ရှောက်ရမယ်လို့တော့ယူဆ